ဥမာ content creator အလုပ်ပြီးတော့ဗောနော်အသက်မွေးခွင့်မဲ့ကြောင်းဟေးဒီနေ့တော့ကျွန်တော်ဒါလူနည်းစုရက်ကွက်လေးမှာဗောနော်ခစ်စားနေတဲ့ဘာတင်ပတ်စံရတဲ့ဆိုတဲ့ Wayfu application အကြောင်းဒီနေ့ပြောမယ်ဆိုတော့ဒီနေ့ပြောမှာကအဲ့ဒီ Wayfu app ရဲ့နောက်ခံသမိုင်းနဲ့ဒါခမားလိုချင်နေတဲ့ပတ်စံထပ်ပို့ပြီးတော့အရေးကြီးတဲ့ data information အကြောင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒီမှာကျွန်တော် account ဖွင့်ထားတယ်ဗောနော်ဒါခင်ဗျားတို့လည်းဖွင့်နေတယ်ဆိုရင်တော့အဲ့ဒီ video ရဲ့အောက်မှာကျွန်တော် link လေးပေးထားမှာမယ်အဲ့ဒီ link ကနေတစ်ဆင့်ဖွင့်နိုင်ပါတယ်ခင်ဗျာဒီနေ့မှာဗောနော်ကျွန်တော်ဒီနေ့မှာဒီ Wayfu အကြောင်းကိုကျွန်တော်ဒါ content လုပ်မယ်ဆိုပြီးတော့စာသုံးကြည့်တာဆိုတော့ကျွန်တော်လည်းကနဦးအဆင့်ပဲရှိပါသေးတယ်ဆိုတော့စရအောင်ပါโอเคကျွန်တော်တို့ဒီ app တစ်ခုခက်စားလာပြီဆိုရင်ဗောနော်ဒီကနဦးအနေနဲ့သိတဲ့နာကဒီ application ကိုဘယ်သူတွေတည်ထောင်တာလဲဘယ်နိုင်ငံသားလဲလုံခြုံစိတ်ချရရဲ့လားဒါတွေကိုတော်တော်များများကမေးတတ်ကြပါတယ်ပို့ဆိုတာကဒီနိုင်ငံကပတ်စံပေးတဲ့ဆိုတာနဲ့ပေါ့နော်ဒီအစုလိုက်အပြုံလိုက်ကြီးဝင်တိုးကြတာကဘယ်လိုပြောရမလဲဆိုတော့ဘယ်လိုရှင်းပြောရရှင်ဒီ online မှာသိတယ်မဟုတ်လားအဲ့လိုမျိုးရုပ်ဆိုးအကြီးတန်းနဲ့ရက်ွက်ကြီးတစ်ခုလိုတော့မှဖြစ်နေပါတယ်စဉ်းစားကြည့်မင်းတို့ပုံမဲတင်နေမင်းတို့ကဖင်မူလောင်းထောင်တာပဲတင်နေကတာပဲတင်နေသိတယ်မဟုတ်လားဒီပစိုးဝတ်တဲ့နီးတို့ထမိန်ဝတ်တဲ့နီးတို့ဘာလို့ပဲတင်နေပတ်စံပေးတဲ့ဆိုတာကသူတို့အဲ့ဒီပေးတဲ့ပတ်စံတွေကဘယ်ရတာလဲဒါမှမဟုတ် application ကိုပေါ့နော်သူတို့ဒီကနဦးအနေနဲ့လူသိများစေခြင်းလို့ပဲပတ်စံပေးပြီးတော့ပဲသုံးခိုင်းတာလားဒါမှမဟုတ်ဒီ worldwide မှာရှိရပေါ့နော် user data တွေကိုခိုးခြင်းလို့ပဲဒီလိုလောက်တာလားဆိုတာကဒါတွေကကျွန်တော်တို့ application အသစ်တစ်ခုကိုစပြီးတော့သုံးမယ်ဆိုရင်ကျွန်တော်တို့ထည့်သွင်းစဉ်းစားသင့်ပါတယ်ဒါတွေကဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့နော်ထားပါတော့ဒီ app ကိုဘယ်သူတွေတည်ထောင်ခဲ့တာလဲဆိုရင်တော့